ထောင်26အောက်9လဗုဒ္ဓဟူတာသမီများအတွက်တလစာဟောစာတမ်းဖြစ်ပါတယ်ဒီလမှာဗုဒ္ဓဟူတာသမီများအတွက်အငြိညံတွေထက်မြက်ပြီးတော့ဆက်ဆံရေးနဲ့ကွန်ဂရက်တိုးရှင်းနိုင်မည်ကာလဖြစ်ပါတယ်ရှင်မာယာများသောအပြိုင်အဆိုင်များသောကိစ္စများကိုမိမိရဲ့အမျှော်အမြင်နဲ့ပါနှံ့မှုကြောင့်တာစီးမှကြော်လွှားနိုင်ပါလိမ့်မည်စီးပွားရေးနဲ့အလုပ်အကိုင်မှာကြတော့အခွင့်အလမ်းတစ်များစကားပြောဆိုဆက်ဆံရေးစာချုပ်စာတမ်းချုပ်ဆိုခြင်းနဲ့ကုန်သွယ်ရေးပညာရေးအွန်လိုင်းစီးပွားရေးများတွင်သတင်းကောင်းများဆက်တိုက်ကြားရပါလိမ့်မယ်ရှင်စာချုပ်စာတမ်းများလက်မှတ်မထိုးမီစာရွက်စာတမ်းများကိုတေချာခရုစိုက်ဖတ်ရှုပါဝိဝါဒကွဲပြားဖွယ်ရာသားများကိုအသက်နိုင်ဆုံးရှောင်ကြည်ပြီးပါနတ်စွာကင်တွယ်ပါရှင်ငွေရေးကြေးရေးမှာကြတော့စီးပွားရေးမှာဝင်ငွေစည်းကြောင်းပုံမှန်ရှိနေမြင့်အပြင်မမျော်လင့်ပဲနီးလန်းပေါင်းစုံမှာဝင်ငွေတွေတိုးလာပါလိမ့်မယ်ခရီးသွာလာစရိတ်ပညာစရိတ်တို့မဟုတ်ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများဝယ်ယူခြင်းအတွက်ငွေကြေးကုန်ကျရှိနိုင်ပါတယ်အချစ်ရေးနဲ့အိမ်ထောင်ရေးမှာကြတော့လူပြိုအပြုံများမှာစကားစမြည်ပြောဆိုရမှာတစဉ်သဘောထားခြင်းတိုက်ဆိုင်မှုနဲ့စုံတွေ့ရတတ်ပြီးစိတ်လှုပ်ရှားဖွယ်ရာရှေ့ရေးမှုများကြုံတွေ့ရပါတယ်ရှင်အိမ်ထောင်ရှင်များကြတော့အပြန်အလှန်စကားပြောဆိုဆက်ဆံရေးမှန်ကန်ပါကအိမ်ထောင်ရေးတာယာအဆင်ပြေပါလိမ့်မည်လိုအပ်သည့်ထက်ပိုပြီးတော့ policy များခြင်းသို့မဟုတ်တန်တရားလွန်ကဲခြင်းများကိုရှော့ချကျမ်းမာရေးမှာကြတော့အာယုံကြောအားနည်းခြင်းဆက်ကြောတက်ခြင်းနဲ့ခါနာခြင်းအစာအိမ်ပိုင်းဆိုင်ရာနဲ့မအီမသာဖြစ်ခြင်းများကိုတတိပြုပါဖုန်းကွန်ပျူတာအုံးလွန်ခြင်းမှာတတိထား၍အနားယူပေးပါရှင်ပြုလုပ်ရမယ့်ယတနာကြတော့ဗုဒ္ဓဟူးနဲ့နတ်နဲ့မှာဖျားမှာရွှေရင်အေးတို့မဟုတ်ရေအေးတခွဲကတ်လူပေးပါရှင်ယဟန်တန်ကာများကိုယိုဆုံမုတ်တွေလူဒန်းပေးပါကံကောင်းစေတဲ့အယောင်ကြတော့အစိမ်းရောင်နဲ့အဝါရောင်ဖြစ်ပြီးတော့ကံကောင်းစေတဲ့ကနန်းကြတော့၄-၅နှစ်ဖြစ်ပါတယ်ရှင်